Stand ပြရတာဝါသနာပါပေမဲ့ကားဆရာလုံးနေရတဲ့ဒီလူရဲ့ skill တွေကတော့အမခန့်ပါပဲဒီလူကဇလန်းတွေကလို့ကားတကားမဖွင့်ပဲကားတွေကိုအလွယ်လေးဝင်ထိုင်ပြနိုင်ပါတယ်ဆန္ဒနဲ့ဘဝတစ်ထက်တည်းမကြလို့သာကားဆရာဖြစ်နေရတဲ့သူ့ဘဝကလည်းတနာစရာပါမြန်မာနိုင်ငံမှာဒါလူလာဖြစ်ရင်တော့အခုချိန်ဒီလူ stand မင်းသားဖြစ်နေပါပြီဘလို့ကားမျိုးစားကိုမဆိုဒီလူကပြတင်းပေါက်ကနေတဆင်ဝင်နိုင်ပါတယ်ကားကြီးကြီးသေးသေးကားကိုဘယ်နေရာမှာရပ်ထားပါစေသူ့အတွက်တော့အလွယ်လေးပါပဲကားအမြင့်ကြီးတဲ့ကိုယ်တော်အလွယ်လေးဝင်ပြနိုင်ပါတယ်။ကားတကားဖွင့်ပေးလို့ဆရာမလို့တော့တကားတွေမနာတော့ဘူးပေါ့ရှင်။ဒါပေမဲ့ပြတင်းပေါက်ကိုအမြဲဒီလိုကြီးဖွင့်ထားမယ်ဆိုရင်တော့ကားအတွင်းကန်းတွေဖုံတက်လို့ရေစိတ်ကတိုက်ပို့ရတဲ့ဈေးကားကိုနည်းမှာမဟုတ်ဘူးနော်။ပရိသတ်ကြီးလည်းသူ့ကိုအားကြပြီးတော့အိမ်မှာလိုက်လို့ကြည့်မနေပါနဲ့အောင်။သူ့လိုကားထဲဝင်မသွားပဲကားစီမရောက်ခင်နဲ့မြေကြီးပေါ်ပြုတ်ကျနေမှာဆိုလို့ပါ။ဒီလိုမျိုးချောချောမွေ့မွေ့လုံနိုင်ဖို့ဘယ်နဲ့ချိန်ကြာရှုံးခဲ့ရလဲတော့ကျမလည်းမသိပါဘူးလူဆိုတာအောင်မြင်မှုကိုပဲအားကြတတ်တာဆိုပေမဲ့နောက်ွယ်ကသူ့ရဲ့စူးစမ်းခဲ့မှုတွေကိုလည်းမိထားလို့မရပါဘူးပရိသတ်ကြီးလည်းဝါသနာနဲ့အလုပ်ထက်တူကြတဲ့ဘဝမျိုးရပါစေလို့ကျမဆုတောင်းပေးပါတယ်